Hello, welcome back ပါဆိုတော့ကျွန်တော်ဒီကနေ့မှာ leadership and management လို့ကျွန်တော်အမြဲတမ်းဆွေးနွေးထားတဲ့ခေါင်းစဉ်ထဲကနေကျွန်တော်ဒီနေ့မှာကြတော့ဘယ်အကြောင်းအရာကိုကျွန်တော်တို့ကဆွေးနွေးကြမလဲဆိုရင် management စီမံခန့်ခွဲမှုဘိုင်းကိုကျွန်တော်ပြန်ပြီးခါမှဆွေးနွေးကြည့်ရအောင်ဆိုတော့စီမံခန့်ခွဲမှုဆိုတာကျွန်တော်နေ့တိုင်းကြားနေတဲ့စကားပဲဖြစ်ပါတယ်အဖွဲ့အစည်းမှာတော်လကောင်ကိုယ့်ရဲ့ personal life မှာတော်လကောင်နောက်ပြီးခါမှကိုယ့်ရဲ့အိမ်ထောင်မိသားစုမှာတော်လကောင်ကျွန်တော်တို့ကနေ့စဉ်နဲ့နေ့တိုင်းအဖွဲ့အစည်းထဲမှာနေတဲ့လူပဲဖြစ်ဖြစ်နောက်ဆုံးပြောရရင်ကွာအားလုံးအသက်ရှင်နေသောလူမှန်သမျှကကိုယ့်ရဲ့အရာအားလုံးကိုဝေယဝက်ဆမှန်သမျှအားလုံးကျွန်တော်တို့ကစီမံခန့်ခွဲရတာပဲဖြစ်တယ်အဲ့စီမံခန့်ခွဲရတဲ့နေရာမှာကျွန်တော်စီးစနစ်ကြက်နဲ့စီမံခန့်ခွဲတတ်တဲ့လူကပို့ပြီးခါမှာတက်ရက်တယ်လှပါတယ်သူ့ရဲ့ personal life ဒီကမှာအရာအများကြီးပြောင်းလဲတာကျွန်တော်တွေ့လို့ရပါတယ်ဒီတိုင်းမဲ့အဖွဲ့အစည်းကြီးတွေမှာကျွန်တော်ကြည့်တဲ့အခါမှာ management ကောင်းစီမံခန့်ခွဲမှုကောင်းတဲ့အဖွဲ့အစည်းကြီးတွေကအစအရာမှာတပန်းတာတယ်ခေါင်းဆောင်ကောင်းယုံတင်နဲ့မရပါဘူးစီမံခန့်ခွဲမှုကောင်းဖို့ကလည်းတိတ်ပြီးခါမှာအရေးကြီးပါတယ်အဲ့တော့ကြောင့်ကျွန်တော်အသင်းတော်ဒီမှာတော်လကောင်းကျွန်တော်ရဲ့စီမံခန့်ခွဲမှုကတိတ်ပြီးမှအရေးကြီးပါတယ်ကိုကတင်းထောက်လူကြီးဖြစ်လာတဲ့နေရာမှာကိုယ့်ရဲ့စီမံခန့်ခွဲမှုကဘယ်ကဏ္ဍလဲကိုကတင်းအုပ်ဆရာဖြစ်တဲ့နေရာမှာကိုကဘယ်နေရာမှာစီမံခန့်ခွဲတယ်လဲဥပမာကုမ္ပဏီတွေမှာဆိုကို CEO ရဲ့တာဝန်ဝတ္တရားဘာသူ့ရဲ့စီမံခန့်ခွဲမှုကဘယ်အရာလဲမန်နေဂျာရဲ့စီမံခန့်ခွဲမှုကဘယ်အရာလဲဂိတ်ဆောင်ရဲ့သူ့ရဲ့စီမံခန့်ခွဲမှုဘိုင်းကတော့ဘယ်အရာလဲဆိုတော့လူတိုင်းမှာစီမံခန့်ခွဲမှုကမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်ကြည့်အောင်ဒီနေ့မှာကျတော့စီမံခန့်ခွဲမှုအမျိုးအစားကျွန်တော်ရွေးချယ်ထားတဲ့စီမံခန့်ခွဲမှုအမျိုးအစားကိုကျွန်တော်ကြည့်အောင်ဆိုတော့နံပါတ်1ချက်ကဘာလဲဆိုသိပ္ပံနည်းကျစီမံခန့်ခွဲမှုသိပ္ပံနည်းကျစီမံခန့်ခွဲမှုလို့ကျွန်တော်ပြောတဲ့ scientific management ပေါ့ဆိုတော့scientific management ကဘယ်ချိန်ဒီမှာသုံးတယ်လဲဆိုရင်သိပ္ပံနည်းကျလေ့လာတယ်အဖွဲ့အစည်းတစ်ခုကိုသူတို့ကနော်တိဆောက်လာပြီဆိုရင်အဖွဲ့အစည်းတွေကိုဘာလုပ်လာတယ်ဆိုသိပ္ပံနည်းကျသူတို့ကလေ့လာတယ်အကောင်းဆုံးဖြစ်အောင်စနစ်တကျနဲ့စီမံခန့်ခွဲတယ်ဆိုဒီသိပ္ပံနည်းကျကဘယ်လိုဆိုသူ့ရဲ့အဖွဲ့အစည်းကိုဘယ်လိုနေနဲ့ကျွန်တော်တို့ကသိပ္ပံနည်းကျနဲ့စမတ်ကြနဲ့ကျွန်တော်ဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်ကြမလဲဆိုပြီးမှစီမံခန့်ခွဲမှုနဲ့သူတို့ကဒီအတိုင်းပဲအဖွဲ့အစည်းတွေကိုသူတို့က management လုပ်တယ်ဆိုတော့ကျွန်တော်တွေ့လို့ရတယ်အဲ့ဆိုသူ့ရဲ့အားသာချက်ကဘာလဲဆိုရင်လုပ်ငန်းကြီးကိုလှုပ်ဆောင်မှုမှာပုံမူထိရောက်ပြီးခါမှာကုန်ကြစရိတ်တက်တာတယ်။ဘာလဲဆိုကြိုတင်ပြီးခါမှာသူတို့က scientific နည်းကျနဲ့သူတို့ကစီးစနစ်ကျ1အပေါင်း1 2အပေါင်း2ညီမျှချင်း4အဲ့လိုမျိုးပုံစံနဲ့သူတို့ကစီးစနစ်ကျနဲ့လှုပ်တဲ့အခါမှာပတ်စံဒီကုန်ကြစရိတ်မှာနေသွားတယ်။အဖွဲ့အစည်းလှုပ်တဲ့နေရာမှာအောင်မြင်တယ်ဒါမဲ့သူ့ရဲ့အားနည်းချက်ကဘာလဲဆိုရင်လှုပ်သားများရဲ့လူမှုရေးနဲ့စိတ်ပိုင်းဆိုင်ရာမှာကြတော့သူတို့ရဲ့လိုအပ်ချက်တွေကိုလစ်လျူရှုထားတယ်။ဘာလို့ဆိုသူကစီးစနစ်ပေါ်မှာပဲသွားတဲ့အခါမှာအထဲမှာလှုပ်နေတဲ့ဒီလှုပ်ဖို့ဆောင်ဖက်တီရဲ့လှုပ်သားတွေရဲ့လူမှုရေးစိတ်ပိုင်းဆိုင်ရာကြတော့သူကလစ်လျူရှုထားတယ်ဒီ goal ကိုရောက်ရမယ်ဒီ management အတိုင်းတွားရမယ်ဆိုတဲ့အရာကိုပဲဦးစားပေးတဲ့အတွက်ကြောင့်ဒီအရာလေးမှာတော့သူမှာအားနည်းချက်လေးရှိပါတယ်အဲ့ဆိုရင်နံပါတ်2ချက်ကဘာဖြစ်မလဲအုပ်ချုပ်ရေးစီမံခန့်ခွဲမှုအုပ်ချုပ်ရေးစီမံခန့်ခွဲမှုဆိုတော့အားလုံးသိပြီးသားဖြစ်မှာပါ administrative management ဆိုတာအဖွဲ့အစည်းတိုင်းမှာရှိပါတယ်အဖွဲ့အစည်းသေးရင်တော့ခေါင်းဆောင်ကဒါရိုက်ကင်ပြီးမှလုပ်ပါတယ်အဖွဲ့အစည်းကြီးရင်တော့ administrator ကလုံးဝရှိပါတယ်အဲ့တော့ကြောင့် administrative management ကိုကျွန်တော်သုံးလိုက်တဲ့အခါမှာဘာလို့ဆိုတော့ရုံးတစ်ခုလုံးအဖွဲ့အစည်းတစ်ခုလုံးရဲ့ဘာလို့လဲဆိုရင်သူ့ရဲ့စီမင်းနေသူ့ရဲ့မူဝါဒတွေသူ့ရဲ့လှုပ်ထုံးလုပ်နည်းအတိုင်းနဲ့တိကျနဲ့ကျွန်တော်တို့ကလိုက်နာရမှာဖြစ်တယ်ဥပမာကျွန်တော်တို့ဆိုရင်ခရိယန်ဖွဲ့စည်းတွေမှာဆိုရင်ဘာရှိလဲဆိုရင် administrator ရဲ့သူ့ရဲ့လုပ်ငန်းကဘာဖြစ်လဲဆိုရင်အသင်းတော်ရဲ့မူဝါဒတွေနဲ့ကိုက်ညီသလားအသင်းတော်ရဲ့သူ့ရဲ့ policy တွေနဲ့ကိုက်ညီသလား
အသင်းတော်ရဲ့ပြောထားတဲ့စီမင်းစည်းကမ်းတွေနဲ့ကိုက်ညီသလားအဲ့အရာကဘာလို့လဲဆိုရင်အဲ့ administrator ကအမြဲတမ်းအဖွဲ့အစည်းကိုပြန်ပြီးမှ remind ပေးရတယ်အစည်းအဝေးတွေဆုံးဖြတ်ချက်ချတဲ့အခါမှာအဲ့ policy အဖြစ်အမြဲတမ်းထိန်းကွက်တဲ့အခါမှာအဖွဲ့အစည်းတွေကမပြိုလဲဘူးစီးစနစ်ကျစွာနဲ့သွားနိုင်တယ်အဲ့လိုမျိုးနဲ့ကျွန်တော်တို့က management ကလည်း administrative management ရှိပါတယ်သူ့ရဲ့အားသာချက်ကဘာလဲဆိုရင်အဖွဲ့အစည်းများရဲ့စနစ်ကျမှုနဲ့တည်ငြိမ်မှုကိုမြင့်တင်ပေးတယ်ဘယ်တော့ခါမှသူကမပြိုလဲဘူးစီးစနစ်ကျစွာနဲ့သူကဖွဲ့စည်းထားတာဖြစ်တယ်ဒါကသူ့ရဲ့အားသာချက်အားနည်းချက်ကဘာလဲဆိုရင်ပြောင်းလဲနိုင်စွမ်းနဲ့ဖန်တီးနိုင်စွမ်းကိုကန့်သတ်တယ်ဘာလဲဆိုတော့ကပြောလိုက်ရင်lawပြောလိုက်ရင်ဒီဖက်ကဘာတွေလဲဆိုမူဝါဒစီမင်းစီကံလုတ်ထုံးလုတ်နီးဒီအရာတွေရဲ့ဘောင်ထဲမှာရှိတဲ့အတွက်ကြောင့်သူကပြောင်းလဲနိုင်စွမ်းနဲ့ဗာလဲဖန်တီးနိုင်စွမ်းကိုတော့ကန့်သတ်ထားတယ်ဒါကလေးဟာသူ့ရဲ့အားနည်းချက်ပဲဖြစ်ပါတယ်ဆိုတော့ဒီအချက်တွေကိုတစ်ချက်ပြီးတစ်ချက်နောက်ဗီဒီယိုတွေမှာကျွန်တော်အကျယ်ချက်ပြီးခါမှပြန်ပြီးခါမှရှင်းပြပေးမှာပါဆိုတော့ဒီကနေ့မှာကြတော့ကျွန်တော်တို့ကစီမံခန့်ခွဲမှုအမျိုးအစားပဲပြောနေလို့ဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒါဆိုရင်နံပါတ်3ချက်ကကောဘာဖြစ်မလဲကြည့်ရအောင်နံပါတ်3ချက်ကလူမှုရေးစီမံခန့်ခွဲမှုတဲ့ human relations management လူမှုရေးစီမံခန့်ခွဲမှုဆိုတာအဖွဲ့အစည်းတစ်ခုမှာလုပ်သားတွေရှိတယ်တကယ်ထူးချွန်တဲ့လုပ်သားတွေကိုယ့်ရဲ့အသင်းအဖွဲ့ကြီးအောင်မြင်အောင်နေအောင်ညာအောင်စွမ်းဆောင်ပေးတဲ့အလုပ်သမားတွေရှိတယ်အဲ့အလုပ်သမားတွေရဲ့သူတို့ရဲ့လူနေမှုနောက်ပြီးခါမှသူတို့ရဲ့လူမှုရေးနောက်ပြီးသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကိုအလေးပေးပြီးခါမှရုံးအတွင်းမှာ management လုပ်ပေးတာကို human relative management လို့ခေါ်တယ်ဆိုတော့ကျွန်တော်တို့ကဒီလူမှုရေးစီမံခန့်ခွဲမှုကြတော့ကိုယ်နဲ့လုပ်ဖော်ဆောင်ဖက်တီရုံးအတွင်းမှာလုပ်နေတဲ့လုပ်သားအားလုံးတွေရဲ့သူတို့ရဲ့ feeling တွေသူတို့ရဲ့စိတ်ခံစားမှုတွေသူတို့ရဲ့လူမှုရေးပြဿနာတွေကြုံတွေ့တဲ့အရာတွေကိုကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ကျွန်တော်တို့ဘယ်လို management လုပ်ကြမလဲဒါတော့အဖွဲ့အစည်းကြီးကြီးတွေအဓိကအဖြစ်ဒီအရာကိုအဓိကလုပ်ကြပါတယ်အဖွဲ့အစည်းသေးတဲ့ဟာကြတော့သေးတဲ့အလျောက်ပေါ့ခေါင်းဆောင်ကဓာတ်ရိုက်ကင်တယ်တချို့တွေကြတော့ဒီလိုမျိုးပြဿနာဖြစ်လာတဲ့အခါမှာ human resource management ပိုင်းနဲ့တွားပြီးခါမှသူတို့ကအကောင်းဆုံးနေနဲ့သူတို့ကတိဆောက်ပေးကြတယ်ဆိုတော့ဒီ human relations management ရဲ့အားသာချက်ကဘာလဲဆိုရင်လုပ်သားများရဲ့စိတ်အားထက်သန်မှုနဲ့တစ္ဆာစောင့်တည်မှုကိုမြင့်တင်ပေးတယ်။ဘာလဲဆိုတော့လုပ်သားတွေကသူတို့ရဲ့ emotion တွေသူတို့ရဲ့လိုအပ်ချက်တွေသူတို့ရဲ့ခံစားနေတဲ့အရာတွေကိုအဖွဲ့အစည်းကနားလည်ပေးတဲ့အခါမှာအဖွဲ့အစည်းပေါ်မှာတစ္ဆာစောင့်တည်တယ်။သူများလောက်တောင်ရချင်မှရမယ်။မရရင်တော့မှအဖွဲ့အစည်းပေါ်မှာဘာဖြစ်လဲဆိုတော့တစ္ဆာစောင့်တည်ပေးတယ်။နောက်ပြီးအလုပ်လုပ်တဲ့အခါမှာဘယ်တော့ခါမှမခိုးဘူးစိတ်အားထက်သန်စွာနဲ့အမြဲတမ်းလုပ်ပေးတယ်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကဘာလဲဆိုတော့လုပ်ငန်းလှုပ်ဆောင်မှုများကိုထိရောက်မှုလှစ်လျူရှုနိုင်တယ်။ဘာလို့ဆိုသူတို့ရဲ့စိတ်ခံစားမှုတွေတကယ်ပဲစူးစမ်းပေမဲ့တကယ်တော့လုပ်ငန်းထိရောက်မှုတွေမှာကြတော့ဘာဖြစ်လဲဆိုတော့လှစ်လျူရှုခြင်းခံရနိုင်တဲ့အဖွဲ့အစည်းအတွက်ဘာလို့လဲဆိုတော့သူတို့စိတ်အားဒီနေ့တော့တိတ်ပြီးမှအဆင်မပြေဘူးကွာကျွန်တော်စိတ်ကတိတ်မပျော်ရွှင်ဘူးကွာမိသားစုမှာဒီပြဿနာတွေကြုံတွေ့နေတယ်ဆိုပြီးမှဒီနေ့မှာကျွန်တော်တို့ကအဖွဲ့အစည်းကနည်းနည်းလေးရှော့ပေးလိုက်တာနဲ့သူရောက်ရမယ် target ကိုမရောက်တဲ့အခါမှာအဖွဲ့အစည်းကနစ်နာတာဖြစ်တယ်။အဲ့ဒါကြောင့်အဲ့ဒါလေးကတော့သူ့ရဲ့အားနည်းချက်ဖြစ်တယ်။ဆိုတော့လူမှုရေးစီမံခန့်ခွဲမှု human relations management ကလည်းပဲ management ထဲမှာတစ်ခုအပါဝင်ပဲဖြစ်ပါတယ်။အဲ့ဆိုနံပါတ်4ချက်ကဘာဖြစ်မလဲ။စနစ်ပိုင်းဆိုင်ရာစီမံခန့်ခွဲမှု system managementဒီ system management ကတော့ဗာလဲဆိုရင်တော့အဖွဲ့အစည်းတွေမှာအပြန်အလှန်ပြန်ပြီးခါမှာနော်ချိတ်ဆက်တဲ့စနစ်တစ်ခုဖြစ်တယ်ပြောချင်တာ department တစ်ခုနဲ့တစ်ခုကိုချိတ်ဆက်ပေးတဲ့စနစ်တစ်ခုပဲဖြစ်တယ် department alike ကိုသူကဘာလုပ်ပေးလဲဆိုတော့management လုပ်ပေးရတာဖြစ်တယ်ဒီ department တစ်ခုနဲ့ဒီက department တစ်ခုထုတ်လုပ်ရေး department တစ်ခုရယ်နောက်ပြီးခါမှာဒီဘက်ကဒီရောင်းပိုင်းဆိုင်ရာ management ပေါ့ selling နဲ့ marketing တို့နောက်ပြီးခါမှာ product ပိုင်းဆိုင်ရာတွေပေါ့နော်
ဆိုmanagement တွေကမတူကြဘူးအဲ့ဒါလေးတွေကိုချိတ်ဆက်ပေးတဲ့စနစ်ပိုင်းဆိုင်ရာစီမံခန့်ခွဲမှုဆိုတာလည်းရှိပါတယ်ဒါအဖွဲ့အစည်းတွေမှာဆိုပို့ပြီးသိမှာပါဥမာကျွန်တော်ဘာသာရေးနဲ့ပြောရမယ်ဆိုရင်ကျွန်တော်မှာ department တွေရှိတယ် youth department women department နော် department တွေက mission department တွေရှိတယ်အဲ့ department တွေတစ်ခုနဲ့တစ်ခုတဲ့မှုမလွဲအောင်တခါလေကျတော့နားလေလွဲတတ်တယ်နားလေမှုမလွဲအောင်ဘာဖြစ်လဲဆိုတော့ချိတ်ဆက်ပေးရတာဖြစ်တယ်အဲ့ကောင်းမှုနဲ့ကျွန်တော်ကချိတ်ဆက်ပေးနိုင်တော့ management ကိုအခုကျွန်တော်ပြောနေတာပါ system management လို့ပြောနေတာဖြစ်တယ်အဲ့ဆိုသူ့ရဲ့အားသာချက်ကဘာလဲဆိုရင်တော့အဖွဲ့အစည်းရဲ့ရှုပ်ထွေးမှုများကိုနားလည်ပြီးစနစ်တကျစီမံခန့်ခွဲနိုင်တယ်မှန်တာဗောသူ့ရဲ့ဒီအားနည်းချက်ဒီဘက်ကအားသာချက်နဲ့ပြန်ပြီးပေါင်းပေးတာမျိုးဘို့ပဲနဲ့ဒီဘက်ကလုံနေတဲ့အရာကိုဒီဘက်ကနားမလဲပဲနဲ့ကတောက်ကဆဖြစ်သွားနိုင်တဲ့အရာတွေဒါတွေကိုရှင်းလင်းပေးနိုင်တယ်သူ့ရဲ့အားသာချက်ကအဲ့ဆိုသူ့ရဲ့အားနည်းချက်ကဘာလဲဆိုစနစ်တစ်ခုလုံးရဲ့လှုပ်ဆောင်မှုကိုနားလည်ရန်ခက်ခဲနိုင်တယ်မှန်ပါတယ်ဘာလဲဆိုတော့တစ်စိတ်တစ်ပိုင်းပဲဖြစ်လို့ department တွေပဲဖြစ်တယ်အဖွဲ့အစည်းတစ်ခုလုံးရဲ့ management မဟုတ်တဲ့အခါမှာတခါတလေကြတော့သူတို့ရဲ့သွားတဲ့အရာလေးတွေကတခါတလေကျ system တစ်ခုလုံးကြီးအတွက်ကတောက်ကဆဖြစ်သွားနိုင်တယ်ဘောင်ကြီးကျော်သွားနိုင်တာပေါ့အဲ့တော့ကြောင့်ကျွန်တော်တို့ဒီ system management ကိုเนาะကျွန်တော်တို့ကကျင့်သုံးတဲ့အခါမှာဒီတကယ်ပဲသူ့ရဲ့ဗဟိုတကယ် management ကြီးကိုနားလည်ဖို့လည်းအရေးကြီးပါတယ်အဲ့ဒါလေးတွေမရှိတဲ့အခါမှာနားလည်မှုတွေလွဲနိုင်တယ်ဆိုတာကိုကျွန်တော်တွေ့လို့ရတယ်အဲ့ဒါဆိုရင်နောက်ဆုံးနံပါတ်5ချက်ကဘာဖြစ်မလဲအခြေအနေပေါ်မူတည်သောစီမံခန့်ခွဲမှုအဲ့ဒါဘာလဲဆိုရင် contingency management ဆိုတာကအခြေအနေပေါ်မှာမူတည်ပြီးခါမှစီမံခန့်ခွဲမှုလုပ်ရတာဘယ်ချိန်မှာပြဿနာဖြစ်မလဲဘယ်ချိန်မှာရုပ်တရက် management လိုအပ်လဲဆိုအခြေအနေပေါ်မှာမူတည်ပြီးခါမှကျွန်တော်ကစီမံခန့်ခွဲမှုလုပ်ရတဲ့အရာကိုခုနကျွန်တော်အခြေအနေပေါ်မူတည်တဲ့စီမံခန့်ခွဲမှု contingency management လို့ခေါ်ပါတယ်ဆိုတော့အားသာချက်ကဘာလဲဆိုရင်တော့ပြောင်းလဲနိုင်စွမ်းနဲ့လိုက်လျောညီထွေမှုကိုမြင့်တင်ပေးတယ်ဘာလို့ဖြစ်ပျက်လာတဲ့အခြေအနေပေါ်မူတည်ပြီးခါမှလိုက်လျောညီထွေအောင်သူကဘာလဲဆိုတော့လုပ်ပေးတာဖြစ်တယ်သူရဲ့အားနည်းချက်ကဘာလဲဆိုတော့စီမံခန့်ခွဲမှုဆိုင်ရာနီလန်းများကိုစနစ်တကျလေ့လာရန်ခက်ခဲတယ်ဟုတ်ပါတယ်ဘာလဲဆိုတော့စနစ်တကျနဲ့အဖွဲ့အစည်းဆိုတာဘယ်အရာမှဆိုစနစ်တကျနဲ့စီးစနစ်နဲ့သွားတဲ့အဖွဲ့အစည်းဖြစ်တယ်တခါတလေကျတော့အခြေအနေပေါ်မှာပဲမူတည်ပြီးအဲ့လိုပဲလုပ်နေတဲ့အခါမှာကျွန်တော် goal တွေ target တွေကိုမရောက်ပဲနဲ့နေနိုင်ပါတယ်အဲ့တော့ကြောင့်ဒီစီမံခန့်ခွဲမှုကလည်းလိုအပ်ပါတယ်ဒါမဲ့အစဉ်အမြဲအတွက်တော့မကောင်းပါဘူးဒါသူ့ရဲ့အားနည်းချက်ပဲဖြစ်ပါတယ်ဆိုတော့အခုနကျွန်တော်ပြောတဲ့အချက်5ချက်စီမံခန့်ခွဲမှုကကျွန်တော်အဖွဲ့အစည်းတွေမှာကောဘယ်လိုမျိုး management တွေကျွန်တော်သုံးတယ်လဲကိုပြန်ပြီးခါမှစမ်းစစ်ကြည့်အောင်ဒီအချက်5ချက်ကိုကျွန်တော်အဖွဲ့အစည်းတွေမှာကျွန်တော်လက်တွေ့ကြနဲ့ကျွန်တော်အသုံးပြုပြီးမှအဖွဲ့အစည်းတွေကိုတာ၍ဒိုးတက်အောင်လုပ်ကြရအောင်လို့ထပ်လောင်းပြီးခါမှကျွန်တော်အားပေးချင်ပါတယ်ဝေမျှချင်ပါတယ်နောက်ပြီးခါမှဒီအချက်5ချက်ကိုကျွန်တော်တစ်ချက်ချင်းစီနဲ့ကျွန်တော်တေချာလေးပြန်ပြီးခါမှဝေငှပေးမှာဖြစ်ပါတယ်ဆိုနောက်ဗီဒီယိုတွေမှာဆက်လက်ပြီးခါမှကြည့်ရှုပြီးမှအားပေးကြပါအောင်လို့လည်းကျွန်တော်ပြောချင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကလစ်လေးကိုတကယ်လို့ကြည့်ဖြစ်တယ်အားရတယ်ဆိုရင်လက်မလေးထောင်ပေးပါနောက်ပြီးခါမှ like လေးလုပ်ပေးပြီးမှ share လေးလုပ်ပေးဖို့လဲကျွန်တော်ဒီကနေမေတ္တာရပ်ခံချင်ပါတယ်ကျေးဇူးတင်ပါတယ်